hippie ဆိုတာကျတော့ကျွန်တော်တို့ culture တစ်ခုပေါ့နော်လူမျိုးဆွဲဘာသာဆွဲအဆွဲဘာမှမထားပဲ freedom ဖြစ်တဲ့လူတစုရဲ့ culture တစ်ခုပေါ့နော်အကြံပြင်းအဲ့လိုတော့သုံးသပ်လို့ရတယ်ပေါ့ဟုတ်မြန်မာနိုင်ငံမှာဒီ culture နဲ့နည်းနည်းဝေးနေတဲ့အတွက်အသားတွေဆိုရင်ကျွန်တော်တို့ဒီ pattern တွေ print တွေပါတဲ့ဟာတွေကို span သားလို့ပဲထင်ကြတယ်သူ့မှာကအဓိကအသက်ကကျတော့ကျွန်တော်ဘာဖြစ်မလဲဆိုတော့ printing နဲ့ detail ကြားတဲ့ pattern လေးတွေပေါ့ဝတ်တဲ့လူတွေအားလုံးကလည်းအသားတွေဆိုတာအထက်ကိုမှ pattern တွေကိုအဓိကထားဝေရတာဟုတ်ကျွန်တော် sign နာမည်လေးကတော့ BOB clothing store ပေါ့နော်စာရောင်းတဲ့အချိန်မှာကြုံရတဲ့အခက်အခဲကတော့ဒီနိုင်ငံကလူတွေနဲ့နည်းနည်းစိမ့်နေတဲ့ culture တစ်ခုဖြစ်တဲ့အတွက်ပုံစံလာတာတွေက color တွေတောက်တာတွေလာတယ် pattern ရှုပ်တာတွေလာတော့ကျွန်တော်တော်တော်လေးကိုရှင်းပြပြီးတော့ရောင်းခဲ့ရတယ်ပေါ့နော်တချို့ဆိုရင်ပြန်ပြီးပြောကြတာကမိန်းမထမိန်လို့ဘာလို့တွေပြောကြတာမျိုးရှိတယ်ဒီလို pattern တွေဆိုရင်လည်းဒါမိန်းမအဆင်နေလားပေါ့အဲ့လိုတွေပြောကြတာလေးတော့ရှိတယ်ဒါပေမဲ့ဒီ2025 26နောက်ပိုင်းမှာတော့တော်တော်များများဒီ culture နဲ့မစိမ့်တော့ဘဲနဲ့ရောင်းအားပြရတာလေးအားလုံးအဆင်ပြေလာပြီပေါ့နော်ဟုတ်ကျွန်တော်စာရောင်းဖြစ်တာကတော့ shift ထဲတွေကိုစာရောင်းဖြစ်တာပေါ့နော်နောက်ပိုင်းမှာတော့ကျွန်တော်ကိုယ်တိုင်ဝေရင်းနဲ့မှတော်တော်လေးရှာခက်လာတယ်အဲ့ဒါကိုမှဝါသနာတူငယ်ချင်းတွေကလည်းဒီ culture ကိုကြိုက်တော့တင်ရောင်းပေးဖို့ပြောနေကြတော့ဒီကောင်လေးတွေစာရောင်းဖြစ်တယ်ကျွန်တော်တို့ဆိုင်မှာကအာဖရိကရိုးရာတစ်ချက်ကြီး shell လေးတွေ heron bounty လေး bohemian pattern print shell လေးပေါ့အကောင်လေးကျွန်တော်တို့ဆိုင်မှာရမှာဖြစ်ပါတယ်အင်ကြီးတွေအပြင်မှာ accessory အနေနဲ့အိတ်လေးတွေရမယ် slide bag လေး back bag လေးလည်းရမယ် bohemian နဲ့ပတ်သက်တဲ့ accessory လေးလည်းရမှာဖြစ်ပါတယ် location လေးကတော့ကျွန်တော်38လမ်း69 68ကြားမှာဖြစ်ပါတယ်ကျွန်တော်တို့ဆိုင်ကဒီမြန်မာနိုင်ငံ culture နဲ့စိမ့်နေတဲ့အဝတ်ထည်ဖြစ်ပေမဲ့လည်းပထမဆုံးစာဝတ်ချင်တဲ့လူတွေအတွက် print pattern shirt တွေကလည်း retrovite ရတဲ့အတွက်ကျွန်တော်တို့ဆိုင်မှာလာ try ကြည့်လို့လည်းရတယ်လာလေးလာခြင်းနဲ့ပဲဖြစ်ဖြစ်မရောက်ဘူးလို့လာလဲခြင်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဆိုင်ကနေအားလုံးကိုဖိတ်ခေါ်ပါတယ်